ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ဇာတ်ကားကတော့သမိုင်းဝင် action ဇာတ်ကားကောင်း Gladiator ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကကြည့်ရှုသူတွေအတွက်ဇာတ်ကားကောင်းဖြစ်မှာအမှန်ပါပဲဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်က Roman Empire ရဲ့တခြားချစ်သူကြီး Maximus Decimus ပါသူဟာ Egret ကြီး Mocha Aria ရဲ့ရှစ်ခင်အားထားခြင်းကိုခံရသူပါEgret ကြီးကသူ့ရဲ့တာအရင်ဖြစ်သူ Commodus တက် Maximus ကိုဒါ Empire ရဲ့အမွေဆက်ခံသူတွေလိုလားခဲ့ပါတယ်ဒီချက်ကိုသိလဲရတဲ့မနာလိုသူ Commodus ဟာသူ့ရဲ့ဖခင်ကိုတပ်ပစ်လိုက်ပြီးကိုရန် Egret ဖြစ်တက်ရောက်ခဲ့ပါတယ်Maximus ဟာ Commodus ကိုတစ္ဆာမခံတဲ့အတွက်သူ့ရဲ့စလင်းနဲ့သားကိုလက်ဆက်တော်တက်ပြအမြင့်ချမှတ်ခဲ့ပြီး Maximus ကိုယ်တိုင်လည်းတေတံပေးခဲ့ပါတယ်။ Maximus အပြစ်ပေးသားများကိုပြင်းထန်ပြန်လည်တိုက်ခတ်ပြီးတော့မြင်းကိုဆွဲကာအများဆုံးထွက်ပြေးလာခဲ့ပါတယ်။ Maximus ဟာတင်မင်းလက်ကနေမထင်မှတ်ပဲလွှမ်းမြောက်ခဲ့ပြီးသူ့ရဲ့မိသားစုတမြင်းနဲ့အမြန်အိမ်ပြန်လာခဲ့ပါတယ်။ Maximus တယောက်အိမ်ပြန်ရောက်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။သူ့ရဲ့စနီးနဲ့သားကလည်း Commodus ရဲ့တပ်ဖြတ်ခြင်းကိုခံထားရပါတယ်။ဒီလိုနဲ့ Maximus လည်းယုံကြည်များဖြစ်ပြီးအဲ့နေရာမှာပဲတတိလင်းမြောက်သွားပါတယ်။ဒိုင်ယာနဲ့တတိလင်းမြောက်နေကြတဲ့ Maximus ဟာကျွေးကြော်ကုန်တဲ့လက်ထဲရောက်သွားပြီး Gladiator ပြည့်ရောင်းစားခံခဲ့ရပါတယ်။သူ့ကိုဝေယူခဲ့သူကတော့ Possible လို့ခေါ်တဲ့တာကောသမားလင်ချင်းဆရာပါ။ကျန်တဲ့ကွင်းမြေတွေမှာတိုက်ပွဲတိုင်းကိုနိုင်ရပြီးအရှင်တိုအတွင်းမှာပဲနှမ်းမြကြည့်လာခဲ့ပါတယ်။သူကတနေ့နေ့မှာရောမမြို့ကကိုလိုစီယံကိုရောက်ဖို့Empire ရဲ့မျက်နှာကိုပြန်လည်မတွေ့ရဖို့ပဲနေတိုင်းမျှော်လင့်နေကြပါတယ်။မကြာခင်မှာပဲ Commodus ဟာရောမမြို့ရဲ့အနှံ့မြေကျော်ကိုလိုစီယံမှာကြီးကျယ်ခမ်းနားတဲ့ Gladiator ပွဲတွေကိုကျင်းပခဲ့ပါတယ်။ဒီခွင့်ရကိုယူပြီး Possible ဟာသူ့ရဲ့ဓာတ်ခုတ်သမားအဖွဲ့ကိုရောမတော့ခေါ်ဆောင်လာခဲ့ပါတယ်။ Maximus ဟာကိုလိုစီယံရဲ့အလေပေါ်မှာသူလိုချင်တဲ့ခွင့်ရကိုရခဲ့ပါတယ်။ရက်ဆက်ကြမ်းတမ်းလာတဲ့ကိုလိုစီယံရဲ့တပ်ဖွဲ့ထဲမှာ Maximus တယောက်စူးစမ်းပန်းစမ်းတိုက်ခိုက်ရင်အောင်မြင်မှုရရှိခဲ့ပါတယ်။အမကအဝေးခံပြီးနောက် Egret Commodus ဟာသူ့ရဲ့မျက်နှာဖုံးဆွတ်ထားတဲ့သွေးကောင်းဆင်ပြီးဂုံပြုခဲ့ပါတယ်။ Maximus ဟာသူ့ရဲ့မျက်နှာဖုံးကိုဖိတ်လိုက်ပြီးသူ့ရဲ့စစ်မှန်တဲ့နာမည်ကိုကြွေးကြော်လိုက်တဲ့အခါ Commodus တယောက်ကြက်သေးသွားခဲ့ပါတယ်။ကျွန်တော်ရဲ့နာမည်မှာ Maximus Decimus ဖြစ်ပြီးတည်ဆုံးသွားတဲ့သူတွေတဲ့လက်စားရှင်ပြီဆိုတဲ့စကားလုံးတွေဟာ Commodus ရဲ့ရင်ထဲတိုက်ရိုက်ထိုးနှက်ခဲ့ပါတယ်။ Maximus ဟာဒုတိယအကြိမ်ပဲကိုလိုစီယံကွင်းထဲမှာတိုက်ခိုက်ရဖို့ဖြစ်လာပါတယ်။ဒီတစ်ခါတော့ကွင်းရအကောင်းဆုံးတိုက်ခိုက်ရေးသမားနဲ့တိုက်ရမှာပါ။သို့ပင်ဘေးကတန်ကျိုးနဲ့ဆွဲထားတဲ့ကြားတွေကလည်းဝမ်းရံနေပါတယ်။ Maximus ဟာအကောင်းဆုံးတိုက်ခိုက်ရေးနောက်ဆုံးမှာအနိုင်ရရှိခဲ့ပါတယ်။ Maximus ရဲ့ပန်းနိုင်ကို Commodus ရဲ့အမတ်ဖြစ်သူ Lucian နဲ့ရောမမတ်တွေကပါကူညီဖို့ကြိုးစားခဲ့ပါတယ်။သူတို့က Maximus ကိုလွှမ်းမြောက်စေပြီး Commodus ကိုဖိချဖို့ကြံစည်ခဲ့ပေမဲ့ Commodus ဟာသူတို့ရဲ့ကြံစည်ကိုသိသွားပြီးထွက်ပြေးဖို့ကြိုးစားနေသူကိုလိုက်လံရှင်းပြပါတော့တယ်။နောက်ဆုံးမှာ Maximus ကိုလည်းပြန်လည်ဖမ်းဆီးလိုက်ပြီး Maximus ကိုတော့ Colosseum ကွင်းထဲမှာပဲသူကိုယ်တိုင်ပြည်သူတွေရှေ့မှာတပ်ပစ်မလို့ကြံစည်ပါတော့တယ်။ Maximus ရဲ့စွမ်းရည်ကိုကောင်းကောင်းသိထားတဲ့ Commodus ဟာအပြီးသက်တိုက်ပွဲမစခင်မှာ Maximus ရဲ့နဘေးကိုလှုပ်ဝက်စွာဓာတ်နဲ့ထိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့တန်ပြင်းထန်နေတဲ့ကြားက Maximus ကလေးစားရှင်ရဲ့နောက်ဆုံးတိုက်ပွဲကိုအားစိတ်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာ Maximus ဟာသူ့ရဲ့ကောင်းဆန်စွာတိုက်ခိုက်ရင် Commodus ကိုအနိုင်ယူတပ်ဖြတ်နိုင်ခဲ့ပါတယ်။သူဟာကလေးစားရှင်ကိုအောင်မြင်စွာဆုံးသက်ခဲ့ပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်မြေပေါ်မှာလေးကျသွားခဲ့ပါတယ်။သူတည်ဆုံးစဉ်မှာ Maximus ဟာသူ့ရဲ့ချစ်ရတဲ့မိသားစုနဲ့ငြိမ်းချမ်းစွာပြန်လည်ဆုံတည့်နေရတဲ့ပုံရိပ်ကိုမြင်အောင်ရင်းဇက်သိမ်းခဲ့ပါတယ်။ Maximus ဟာRoman Empireကိုသူ့ရဲ့ဂုဏ်သက်ကနဲ့ပြန်လည်လွှမ်းမြောက်စေခဲ့သူဖြစ်ထာဝရမှတ်ရနေမှာပါ။ဒီလိုဇာတ်ကားကောင်းတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို follow လုပ်တော့မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေကိုကြည့်ချင်လဲဆိုတော့ comment မှာရေးသွားလို့ရပါတယ်။ကျေးဇူးတင်ပါတယ်